ဘာတွေဖြစ်နေလဲချစ်တဲ့တငယ်ချင်းတွေဝေပြီးတော့ထိုင်နေရင်သူမလားကြုံနေရတဲ့ဘဝအချိန်နဲ့ရင်မဆိုင်နိုင်တော့လို့လားတကယ်စီချကလိုရီချောင်းပဲဖြစ်ပါစေကိုချမ်းသာပါတယ်လေဒီလိုနေတော့အချိန်ကုန်ခံနေတော့လေဒီလိုဘဝခဏတာအသက်ရှင်စမ်းချင်လေဖြူစင်ဆုံးနဲ့ရှင်တဲ့ကရှိစမ်းမယ်စီမျောလင်းချက်တွေရင်ဆိုင်ကကြောပြ